တင်သွားတာ fire score မျိုးမျိုးပဲပဲเนาะအကုန်လုံးတင်သွားတယ် KPI တွေရောတင်သွားတယ်ပေါ့เนาะကျွန်တော်ဘာပိုကြိုက်လဲဆိုရင်ကျွန်တော်တို့က result ကိုပဲကြည့်တာများတယ်ဆရာမပြောတယ်ရလက် KPI ကအရေးမကြီးဘူးတဲ့လုပ်ရ KPI အရေးကြီးတယ်အဲ့ဒါကျွန်တော်တို့ဘယ်သူဖြစ်တယ်ကျွန်တော်တို့ကရလက်ကိုပဲကြည့်လိုက်တာကျွန်တော်တို့ meeting ဆိုရင်စနေနေ့လုပ်တယ်ဒီခါလေးကျရင်တနင်္လာနေ့လောက်မှလုပ်ဖြစ်တယ်ဘယ်လောက်ထွက်လဲကြည့်လိုက်တယ်ပြီးကျရင်ကျွန်တော် check မလုပ်ဘူးမေးလိုက်တယ် check မလုပ်ဘူးကျွန်တော်လင်္ကာတွေရှိနိုင်တယ်ဒီနေ့ဆိုရင်ဒီတာဒီခလုတ်ပြက်တာတွေမသိဘူးဘယ်လိုပြောမလဲလေဘာတွေဟိုဖြစ်မှာဆိုလို့ကတ်ပေးထားတယ် SOP တွေချပေးထားတယ်ဒါပေမဲ့သူတို့မသိဘူးအင်္ဂလိပ်စာကိုနားမလည်လို့မသိရလားဆိုရင်ဘာမှလုပ်လိုက်ရတာဒါမှမဟုတ်ဝန်ထမ်းအသစ်လေးတွေဒီတာထဲမှာပါလာတယ်ပြီးဝန်ထမ်းအသစ်လေးတွေက skill တွေပါမဖြစ်သေးလို့သူတို့အဲ့လိုဖြစ်သွားတာလားပေါ့ဒါကြောင့်မို့လုပ်ရက်ကိုနေတိုင်းတိုင်းမှရမှာရလက်ကိုတိုင်းရုံတော့မရဘူးအဲ့ဒါတော့ရသွားပါတခါရဟိုလုပ်ငန်းဝင်နေမှာကိုကတော့နေရာတော့လိုက်လို့ကြည့်ပြီးတယ်ကိုနဲ့ဒီစက်တဲ့ကလေးတွေကိုပြောပြပြီးတယ်ဒါနဲ့အဲ့ဒါတော့နည်း story လို့ရဟိုဖြစ်နေတာတော့ဟိုအကုန်လုံးစုပြီးတော့ပြောနေတယ်ဒါနဲ့အခုမျိုးပြောလိုအပ်တယ်ပေါ့ဒီလိုတွေပြောဖို့ဆင်လိုအပ်တယ်ပြင်လို့ဆင်လိုအပ်တယ်တော့သိလာတယ်အကောင်းဆုံးဖြစ်ဖို့ဆင်ဘယ်လိုတွေလှုပ်ဆောင်ရမလဲဆိုတဲ့အကြောင်းချက်တွေနဲ့ပြင်အောင်လာတယ်ပေါ့ဟုတ်ဆက်လက်တယ်မှာကျွန်တော်ဗီဂျင်ပြောရတာတော့ပြောတော့ကြတယ်ကျွန်တော်အဲ့ဆိုရင်ကျွန်တော်တို့ခေါင်းဆောင်တွေကြီးပဲကျွန်တော်တို့ဟိုနဲ့ပြောဖြစ်တာတပတ်ကိုတစ်ခါလောက်ပဲမြင်ပြောပြတာအခုအောက်လက်အောင်ငယ်ကကလေးတွေနဲ့ပါမီတင်ပြောပြီးသူတို့ဖြစ်တဲ့ပြဿနာတွေလည်းသိရတယ်ကျွန်တော်တို့ကတကူတကသွားမိတယ်လို့ညမှာပဲမီတင်ထိုင်နေတယ်လေသူတို့ရှယ်ပြဿနာတွေသိရတယ်ပြီးတော့ fire ရတယ်ကျွန်တော် fire ရဲ့ဟိုသဘောကျတယ်စနစ်တကျလေးထားတယ်ကျွန်တော်အဲ့လိုကိုပစ္စည်းကိုလည်းဟိုစနစ်တကျလေးထားဟိုသဘောကျတယ်အဲ့ကိုကတော့သဘောကျတယ်ဒါပေမဲ့ကျွန်တော်မလုပ်ဖြစ်ဘူးဒါပေမဲ့စနစ်ကဘယ်လိုရှာမှန်းကျွန်တော်မသိတယ်အဲ့ကြောင့်ဟုတ်ပထမသဘောကျဆုံးတော့ကျွန်တော်မီတင်ထိုင်တာပုံပြီးသဘောကျဟုတ်